မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာသနာမှာဘုရားဤသာသနာသည်ဘယ်ပေါ်မှာမှီနေဘုရားဤအဆုံးအမပေါ်မှာနော်ထင်တယ်ပြန်မပြောသိမှာမဟုတ်ဘူးနော်ညတိုင်းပြောနောက်နေ့လာတော့နှစ်တိုင်းပြောပေါ့နော်ခက်လိုက်တာဘုရားရှိဤသာသနာတော်ကြီးသည်ဘယ်မှာမှီနေလဲဘုရားရဲ့အဆုံးအမပေါ်မှာအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်ကြတယ်ဆိုတာဘာကိုကိုးကွယ်တာလဲအဆုံးအမကိုကိုးကွယ်တာသိကြပြောပါတကောရှင်ကြီးမို့လို့ကိုးကွယ်တာလားဖန်ဆင်းရှင်ကြီးမို့လို့ကိုးကွယ်တာလားကဲတင်ရှင်ကြီးမို့လို့အားကိုးတာလားတခုမှမပါဘုရားရှင်သည်မနေ့ကပြောခဲ့ပြီတကောရှင်လားကဲတင်ရှင်လားဘယ်လိုပြောမလဲလမ်းပြသူမနေ့ကပြောခဲ့တယ်နော်ဒီလမ်းလျှောက်ရင်ဒီခရီးပေါက်လိမ့်မယ်ဒီလမ်းလျှောက်ရင်ဒီခရီးရောက်လိမ့်မယ်လို့ဘုရားကလမ်းပြသွားတာဒုစရိုက်10ပါးလုပ်ရင်ဘယ်သွားမလဲဒါတေအိုးရောက်ကြောင်းလားသူများသက်တတ်မယ်သူစားခိုးမယ်သူများသားများစော်ကားမယ်မူသားပြောမယ်ကြမ်းတမ်းတဲ့စကားတွေပြောမယ်ဂုံးတိုက်တဲ့စကားတွေပြောမယ်သိမ့်ဖြင်းပေါ်ပြတဲ့စကားတွေပြောမယ်အယက်သေးစားဘိမ့်ပင်ကစောလောစားအယက်တွေတောက်စားသုံးဆောင်မယ်ဆိုရင်ဘယ်သွားမလဲဒါငရဲသွားရမယ်ဒါငရဲသွားတဲ့လမ်းဒီလိုမှမဟုတ်ဘဲနဲ့ဒါနအလူတန်းပိကံနေဖြစ်ခြင်းပြီးတော့စေတနာမှန်ကန်စွာနဲ့ချို့တဲ့လွန်ပါဆင်းရဲသူတွေထောက်ပံ့ခြင်းလူဒန်းခြင်းအစရှိတဲ့ဒါနမှုတွေလုပ်ရင်ဒီပုဂ္ဂိုလ်ပဲသွားမလဲနတ်ပြည်လူချမ်းသာနတ်ချမ်းသာဒါကဒါနဟာသီလတွေစောင့်တည်ပြီးသမထဘာဝနာတွေပွားများနေမယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့စိတ်တွေကြိုးစားအားထုတ်နေရင်ဒီပုဂ္ဂိုလ်သိတော့ပြမပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒါလိုသွားတဲ့နေရာမှာလဲသူတစ်ပါးစီမံတယ်လို့ခံရတာလားကိုလန်းကိုလျှောက်ရတာဒါကြောင့်ဘုရားကအတ္တဟိအာတနောနာထောဗုဒ္ဓဘာသာမှန်ရင်ဒီအခြေခံတွေသိကိုသိရဘယ်သူကိုဘယ်သူအားကိုးကိုအားကိုးပါလို့ပြောပြန်တော့လေဟောဒီခန္ဓာ၅ပါးအတ္တဘောကြီးကိုအားကိုးခိုင်းတာလားခန္ဓာ၅ပါးဆိုတဲ့ဒီယုံ nant တရားကြီးကမြဲသလားမမြဲပါဘူးဘယ်သူခန္ဓာမြဲလဲဘယ်ခန္ဓာမျိုးရရင်မြဲမလဲ